ဒါကတော့အိမ်မြန်ရောက်ရင်ပုံမှန်လုပ်နေကြဖြစ်တဲ့ဆရာကြီးကိုတန်ရှင်းလို့အစာကျွေးပေါ့နော်ဒီမှာတော့ဆရာကြီးတစ်ကောင်ပါဒီနောက်မှာဆရာကြီးနောက်တစ်ကောင်ရှိပါတယ်ဒါတော့အထီးဒီကောင်တော့အမပေါ့နော်အမတော့တိတ်မလှအောင်အထီးကတော့တော်လာဟိုနောက်တော့ပုံနေအရှိကုန်လဲနေတာပေါ့နော်တော့လှပါတယ်ဒါတော့အိမ်ပြန်ရောက်ရင်ပုံမှန်လုပ်နေကြအလုပ်တွေဆရာကြီးနှစ်ကောင်ဒီဘက်မှာကနောက်ထပ်ဆရာကြီးနှစ်ကောင်ရှိပါတယ်ဒီကောင်တွေလည်းပုံမှန်အစာကျွေးတန်ရှင်းလို့ရေဖြန်းပေါ့နော်ဒီမှာဒါတော့ဆရာကြီးတစ်ကောင်ဖြစ်ပါတယ်ဒီကောင်တော့လှတယ်ဒါတော့အထီးဒီမှာအမလေးတစ်ကောင်ပုံနေကြောက်ဟောပါတယ်မာလီလေးတော်တော်လှတယ်ဟိုကသူတို့ရဲ့တားပေါက်တဲ့ຢာဒီပုံစံမျိုးအစတကူတော့အစိမ်းပြီးတော့ဒီလိုမျိုးအယောင်ကြီးပြောင်းသွားအောင်ဒါကတော့ Rapunzel ရဲ့အကောင့်တွေပါ Rapunzel ရဲ့လည်းအယောင်ပြောင်းတဲ့ပုံတင်တွေပါဒီမှာတစ်စုံဒီဘက်မှာတစ်စုံပုံမှန်အိမ်ရောက်လာတော့အိမ်ပြန်ရောက်ရင်ဒါလေးလောက်ရပါတယ်ပြီးရင်နောက်ထပ်ဆရာကြီးဘာပေါ့နော်ဒီနေ့မှရောက်လာတာပါဆရာကြီးတပါဒီကောင်တော့အိမ်မှာမွေးမှာမဟုတ်ပါဘူးဒါတော့တငယ်ချင်းအိမ်ကိုပို့မှာပါမကောင်းကြောင်းပို့လို့ပဲအစိတ်ရှိတဲ့ကောင်တွေဆိုရင်မွေးလေးဆိုရင်တငယ်ချင်းအိမ်ပို့ပါတယ်ဒါကတော့မကောင်းကြောင်းပို့တဲ့ကောင်ပါတငယ်ချင်းအိမ်ပို့ပါမယ်ပြီးရင်ပုံမှန်ဆိုရင်ဒီကောင်တွေတန်ရှင်းလုပ်တယ်ဒီခြံထဲအပင်တွေကိုမလိုအပ်တဲ့အပင်တွေနှုတ်ရတယ်ရှည်လောင်းရတယ်ဟိုဟာ framing လုပ်ရတယ်ဟိုဘက်မှာပဲเนาะဟိုဘက်မှာပဲပေါ့နော်ကျွန်တော်ရဲ့ပန်းကြိုင်ပါပုံမှန်ရောပေါ့နော်ဟိုဂျားလေးကအမဲရောင်တွေကတော်တော်လှတယ်နှစ်ပင်ဆိုင်တာတပင်ပဲရှင်းမယ်ထင်တယ်ပိုးတွေကြားလို့ပိန်းပင်ပါတော်တော်လှပါတယ်ဒါတော့တရီရပင်နေပါဒီကောင်လေးလောက်အောင်မယ်ဒါတန်နေအိမ်ပြန်ရောက်လိုက်လောက်ရတဲ့အလုပ်တွေပေါ့နော်ဒီကတော့ဒီကောင်တွေအရင်အောင်တန်ရှင်းလုပ်ပါတယ်ပြီးရင်အိမ်ထဲမှာလည်းရှိပါသေးတယ်အိမ်ထဲဟာလေးလည်းပြတ်ပါမယ်ဒါကတော့အိမ်ထဲကကောက်ကိုစကန်လေးပေါ့နော်ဒီလိုလေးထားထားမယ်ကောက်ကိုကတော့အခုလက်ရှိမှာတော့အဲ့ဥစ္စာလေးမှာပေါ့နော်ဒီကောင်ကအမလေးဖြစ်မဲ့ထင်တယ်ကျွန်တော်ထင်တယ်ဒါကတော့အိမ်ထဲမှာရှိတဲ့ဟိုရော့တိုင်းကန်လေးပေါ့နော်အစတော့သူရော့တိုင်းအဲ့လိုအောက်က substrate လေးခင်းတာနောက်ပိုင်းကျတော့ပြောစိတ်တွေလာပြီးတော့အများကြီးပဲအဲ့ဒါဟိုတင်းစားပဲကောင်းတယ်တင်းစားပဲခင်းတာတင်းစားတော့မဟုတ်ပါဘူးပြက်ကနေခင်းတာမဟုတ်ဘူးဒီမှာလေးတော့ပါဒါကတော့တကံပါဒါကတော့ကျွန်တော်ရဲ့အပင်ကလက်ရှိမှာတော့စုပ်ပြတ်နေပါပြီမပြေရသေးပါဘူးဒါတော့နောက်တကံပါဟောမှာပါအပီလေးထွက်တယ်ဒီကောင်လည်းတန်ရှင်းတော့အောင်အနောက်မှာရှုပ်ပွားနေဟိုဒီမှာလည်းအစားတွေမစားတော့ဘူးပေါ့နော်အဲ့ဒါလေးတန်ရှင်းပြန်လုပ်ပြီးတော့ပြပါပြီဒါတော့အိမ်ပြန်ရရင်ရပ်တိုင်းကနေတော့လောက်ရတယ်ပေါ့နော်ဒါကတော့ဆရာကြီးပါဟိတ်ကကျွန်တော်ကအပင်စိုက်တာဝါသနာပါတဲ့အတွက်ကြောင့်အခုအပင်လေးတွေလည်းစိုက်တယ်အပင်လေးလည်းပြိုးတယ်ပြီးရင်အဲ့ပြိုးတာလေးကိုကြီးလာတော့လည်းကြီးပြီးတော့ခံစားတယ်ပေါ့နော်ဒါတော့ကျွန်တော်ပြိုးရတဲ့အပင်လေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပထမဆုံးရိုက်ပြထားတဲ့ဟိုကျွန်တော်ရဲ့ပန်းညံလေးပေါ့နော် green area လေးပါမျက်စိလည်းအေးတယ်စိတ်ချမ်းသာတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်စိုက်ထားတဲ့တက်ခွပန်းပင်လေးကပန်းလေးပွင့်နေပါပြီအဲ့ပန်းလေးပွင့်ကြည့်ရလဲစိတ်ချမ်းသာတယ်ပေါ့နော်တိတ်တော့မမြင်ရပါတော့အနောက်မှာပွင့်နေတာပေါ့ဒါကတော့မျက်စိလည်းအေးတယ်စိတ်လည်းစိတ်ချမ်းသာတယ်ဒီမှာမြေကြီးတွေကန်ရတော့လည်းသူတို့လူကြီးတွေအခေါ်ပေါ်ရတော့မြေတက်ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ rainforest နေရာလေးပေါ့အရန်ကြိုက်ပါတယ်ဒါတော့ကျွန်တော်ရဲ့ပေါက်ပန်းလေးတွေပင်နေပါဈေးကြည့်ပြီးတော့လာလည်းမလာပါဘူးကျွန်တော်ရဲ့ပန်းညံလေးပါမီနီပန်းညံလေးပါနော်မီနီပန်းညံလေးပါ green area လေးပေါ့နော်ဒါဆိုရင်အပင်ကြီးမျိုးတွေပေါ့ဟိုပါတော့အပင်တည်လေးပေါ့နော်
ဒါဆိုရင်ကျွန်တော်ပြိုးရတဲ့အပင်လေးပေါ့နော်ဘာတွေတော့မသိတော့ဘူးပြိုးရတဲ့အပင်လေးပါဒီမှာဆိုရင်ကျွန်တော် moss လေးတွေပြိုးရတယ်ပေါ့နော်ဒီကောင်ဆိုရင်အကိုတယောက်ရဲ့ထိုင်းရလာတဲ့ moss ပေါ့နော်ပွားတော့မပွားသေးပါဘူးသူကရှင်တော့ရှင်နေပါလေအလင်းလဲလုံမယ်ထင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ပန်းမင်းစင်လေးပါဒါတော့ကျွန်တော်ရဲ့ပန်းချင်လေးပဲဖြစ်ပါတယ်ကျော်ရှင်မှုတွေဘယ်ရရလဲဆိုရင်ဒီကောင်လေးရပါတယ်စိတ်ပင်ပန်းတာလည်းဒီကောင်လေးစီကကြောက်ပါတယ်ဘယ်လိုပဲစိတ်ပင်ပန်းပါစေဒီကောင်လေးလှုပ်လိုက်ဆိုရင်လူတော့နည်းနည်းပင်ပန်းတာပေါ့နော်အချိန်နည်းနည်းတော့ကုန်ဒါပေမဲ့ပြောရပါတယ်မမဲလေးချက်တော့ချက်စီအပိုးကြတယ်ပြဒီကောင်လေးအားကြောင့်ကျွန်တော်ရဲ့ vlog လေးကိုဒီမှာပဲဆုံးသက်ပါတယ်အားလုံးပဲပြောရှင်ရရတယ်ကောင်းတဲ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီလောက်ပါပဲ bye bye